ပွဲစဉ်တော့စတင်လိုက်ပြီလေဖြစ်ပါတယ်အန်ထူပိုင်လှက်ကန်တယ်ဒီချိန်အန်ထူပိုင်ရှုံမပေးဖို့ပဲနဲ့ဂိုးတွေကိုတော့အတိုက်ကန်သွင်းခဲ့တာဖြစ်ပါတယ်အန်ထူပိုင်ကဒီချိန်ကန်ချက်ကိုတော့အိန္ဒိယအသင်းရဲ့ဂိုးသမားအာလိုနီရှက်မီယာကိုဖိုင်းသွားခဲ့တာဖြစ်ပါတယ်ကန်ဒီလက်ကန်တယ်လင်းလက်ထုံးကန်ဒီရဲ့ကန်ချက်ကိုတော့ပုံထုတ်ကောက်ဝယ်ထားနိုင်ခဲ့ရလဲဖြစ်ပါတယ်နေပွဲစဉ်မှာဂိုးသမားထက်ဝေရန်နေရာမှာပြောင်းလဲပြီးတော့အသုံးပြုခြင်းခံထားခဲ့ရတဲ့လင်းလက်ထုံးရလာတဲ့အခွင့်အရေးကိုတော့လက်ရှိချိန်ဒီအကောင်းဆုံးလက်စွမ်းနေနဲ့ဘယ်ချက်မှာပဲမြမင်းသူပဲကိုရှိုပေးထားတယ်ခေါင်းတိုက်ပြီဘယ်ချက်မြမင်းသူအေးရတယ်ကိုအကောင်းဆုံးပုံစံနဲ့ကနေပေးခဲ့ပြီမှာတိုက်စစ်မှရှိနေတဲ့ DOA ရန်ခေါင်းတိုက်အဆုံးသတ်မှုကတော့ကိုပေါ့တက်မှတ်မှုရှိမနေခဲ့ရတယ်ဖြစ်ပါတယ်ကြကိုကြောက်ဖြတ်ဖို့ကြိုးစားတဲ့ဂုံလီပါပဲ။ဒီမှာကိုချိုပေးထားပြီ။ဒီချိန်မှာတော့အိန္ဒိယအသင်းကိုချိုပေးမလို့နဲ့ဂိုးတဲ့ကိုအီမန်ပင်အဆုံးသတ်မှုကတော့မြန်မာအသင်းရဲ့ဂိုးသမားလင်းလက်ထွန်းအကောင်းဆုံးလက်စွမ်းနဲ့တော့ပုတ်ထုတ်ကာကွယ်သွားခဲ့တာလည်းဖြစ်ပါတယ်။ဒီပွဲစဉ်မှာပွဲတော်ခွင့်ရလာခဲ့တဲ့လင်းလက်ထွန်းဒီပြဦးကျော်စရာရဲ့ယုံကြည်မှုတော့အကောင်းဆုံးလက်စွမ်းအနေနဲ့ပြန်လည်ပြီးတော့သက်သေပြနေခဲ့ရလဲဖြစ်ပါတယ်။ဒီတလက်ကမ်မီပိတ်တယ်ဂိုးသမားအလိုနီရှက်ရဲ့အမအနေတော့မြန်မာသည်ထက်စစ်ပိတ်သွင်းဖို့အခွင့်ရခဲ့ပြီမယ်လေဂျမတီရဲ့ခံစစ်ကလက်ဦးမှုရယူပြီးတော့ရှစ်တုပ်ချင်းပဲခံခဲ့ရလဲဖြစ်ပါတယ်ဒီဝေယံတင်ကိုရဖို့တော့နှိစက်ခဲ့ရလဲဖြစ်ပါတယ်ဆာမြမကနေပေးထားတယ်ကောင်းတိုက်တယ်ဒီဒီချင်းမြန်မာတင်းရဲ့ထောက်ခံမော်နေထားလေကိုရဖို့တော်တော်နှိစက်မှုတော့ရှိခဲ့ရလဲဖြစ်ပါတယ်ဆာမြမရဲ့ကနေပေးဖို့မှုကိုထောက်ခံမော်တွေကိုအသုံးချမှာကောင်းမွန်လေးရှိတဲ့မြန်မာတင်းရဲ့ခံစစ်ကအသင်းကောင်းသောအောင်တီဟာသူရဲ့ကောင်းတဲ့ချက်ကတော့ကိုဘီယာနဲ့အနှဲငယ်လေးကလွဲသွားခဲ့ရလေဖြစ်ပါတယ်။အော်ဒီလည်းကန်ပြီ။ဒီချိန်ကန်ချက်ကိုလည်းအလုံးနိချက်ပဲနေရာကြီးမှန်မှန်နဲ့ပြန်ဖမ်းထားခဲ့ရလေဖြစ်ပါတယ်။မာတင်ရဲ့ဒီလိုနေရာတူနေထားနေရနေကန်နဲ့ပြစ်တယ်မောနှစ်ချိန်စလုံးတော့အလုံးနိချက်နေရာကြီးမှန်မှန်နဲ့ပဲပြန်လဲဖမ်းယူထားနိုင်နေရလေဖြစ်ပါတယ်။ပါတယ်။ညနေရလာတဲ့တောက်ကမောကိုလီဘာကန်မြတ်ကိုလီဘာကနေပေးထားတယ်။လင်းလက်ထွန်းအမိရောက်ဖမ်းနာနိုင်ခဲ့ရလဲဖြစ်ပါတယ်ဒီပွဲစဉ်မှာတော့မြောက်စကွန်အသင်းဘက်မှာနေရာရလာခဲ့တဲ့ကိုသမားလင်းလက်ထွန်းရဲ့လက်စွမ်းတွေကတော့မြန်မာသင်းရဲ့ဘက်မှာတော့ကောင်းမွန်တဲ့အရာတစ်ခုဖြစ်တော့ကျွန်တော်တို့တွေ့မြင်လို့ထားခဲ့ရလဲဖြစ်ပါတယ်ဒီကိုသမားလေးရဲ့လက်စွမ်းဒီနေ့မှာတော့လက်ရှိအချိန်ဒီပုံစံကောင်းတစ်ခုနဲ့တော့အသင်းရဲ့ဂိုးပေါက်နေရာမှာစောင့်ချက်ပေးနေခဲ့ရလဲဖြစ်ပါတယ်မြန်မာသင်းရဲ့ရှုပ်ပေးထားတယ်ဒီဝင်းရတွဲထားရင်အထူးပိုင်းညီတက်ဒီတဲ့မဲ့ကြောက်ကြော်လာတယ်လက်ကမ်းပြီဆိုင်မြမင်းကပေးထားပြီအေးရတယ်မှာပဲဒီမှာဒီအိန္ဒိယအသင်းထပ်မံရှင်းထုတ်ထားခဲ့ရဖြစ်ပါလေမြန်မာအသင်းပဲနောက်မှရှိနေဂိုးသမားလင်းလက်ထွန်းလက်ရှိအောင်ဒီဟာရှုပ်ကပေးထားပြီအေးရတယ်မှာပဲလက်ပိတ်တယ်ဒီချိန်မှာတော့အိန္ဒိယအသင်းရဲ့ဂိုးသမားအာလိုနီရှက်ဘောလုံးဖိုင်ယူရမှာတော့ကိုဒီကျော်တဲ့အတွက်ကြောင့်မြန်မာအသင်းတောင်းကမောကန်ခွင့်ရအောင်ပါလေဖြစ်ပါတယ်ဝယ်သားချင်းရဲ့နောက်ဆုံးပိုင်းမိနစ်တွေကိုတော့ရောက်ရှိလာခဲ့ပြီလေဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာမြန်မာအသင်းရရှိတဲ့အခွင့်အရေးတရက်လည်းဖြစ်ပါတယ်
ရရှိလာထောင်းကမောတော့အောင်တီဟကံပေးသွားလို့ရှိနေရလေဖြစ်ပါတယ်။အဲဒီရထဲမှာတော့အိန္ဒိယအသင်းကစားမကြီးနဲ့မြန်မာအသင်းကစားမကြီးအနေငယ်ထိတိုက်တွေ့မှုတော့ရှိနေရလေဖြစ်ပါတယ်။အောင်တီဟကံပေးထားပြီ။ဒီမှာကြားတယ်ခေါင်းတိုက်တယ်မြန်မာအသင်းပဲလက်ကန်တယ်မြန်မာအသင်းပဲညာချမ်းပါပဲရှုပ်ပေးထားပြီ။